牡丹苗要卡啥？ တငယ်ချင်းဒီနေ့မနက်စာဤကြကွင်းနဲ့ကော်ပြီအေး ငါတိတ်တော့မယ်ဟဲ့ဒီနေ့ဝတာဟိညနေတော့မယ်တိတ်ဘာလဲ ပွမ်ညနာခောက်ဆဲကြောဟဲ့ခောက်ဆဲကြောမိုက်တယ်အေးမြင်လား ကျွမ်းမအဲ့လိုမစားရဘူးလာခဲ့မယ် 牡丹苗要比高辣一家。 အဲ့တကယ်နေကြားပြီလား ဘာလဲ ဒီနေ့မနက်ဆောင်မိုးဝင်းငါတဲ့ ဟဲ့အဲ့ဒီမိုးငါပဲလား အေးနေကလေးပဲကျွေးနေတာမိုးဝင်းငါအီကြကွေးစမူစာပလာတာဒါတွေပဲငါတို့ကျွေး မ နေ စားချင်တော့ဝင်ငါ ငါလည်းမစားကြဘူးအမတို့မနက်စာပြစ်စားလေးကလည်းမကျွေးရမှာပဲ အေးလေဘာပဲဒီနေ့တော့ပါတဲ့နဲ့ တက်စီးနေတယ်တိလားငါကုမစားရကိုစားမှာငါတားကနေအများကြီးရတယ် ငါလည်းပတ်စံရှိရကိုပတ်စံကိုစားမှာ မစားဘူးသူ ဆိုင်ရင်ကစီးကုန် အေးလေကျွေးမလားသူကျွေးမစားဘူး စားဘူး မိုးဒီ ဒီတစ်ခါတော့တထေးလွန်သွားရဲ့ငါမပြောလို့မရတော့ မိုးဒီဆုံးဖြတ် မိုးသီးလုံးနဲ့တထေးငါတို့နေ့လေသားဝတ်သားဟင်းနဲ့ ဟဲ့အမြဲတမ်းဝတ်သားစက်သားဒါပဲကျွေးတယ်အမှန်ဆိုငါတို့ business တွေကျွေးရမှာ business တွေ အေးဒီကလေးငါလည်းလည်းစားချင် ငါလည်းလည်းစောက်ကြတယ် ပတ်တေးလေးနဲ့ အေးမိုက်တယ်နော် အေး ဟောစိတ်ရအဲ့လိုထားမှာ တော်ပြီမစားဘူး မဟုတ်သေးပါဘူးပြတခုခုလွဲနေငါတို့အမြဲအဲ့ဒါကြီး ငါတို့ကငါဝယ်စားမှာ အဲ့ဒါကိုစားမှာ ဒီနေ့မြန်ပြီး ဘယ်လိုဝဲဖြစ်ဖြစ်သွားမယ်သွားမယ် စားဘူး စားဘူးငါလည်းမစားဘူး ဟဲ့ညစာကြက်ကြော် ဟလာလော်ရီရလား ဘယ်ကဒါစီပီ ဟော ငါတော့လုံးဝမစား ငါ နိုင် လည်းမစားကြဘူးငါတို့ဘက်ကလော်ရီရပဲစားတော့ဒီရတိုင်းငါတို့စီပြီးတော့အဒီမှာပြောဝယ်စား ဟု နေ တ်တယ်ပတ်စံတော့တယ် ကမောင်းဝင်ချိန်က9နိုင်မှပြတယ်လော်ရီရစားရစား သွားမယ် ဒီလိုမြူတော့ဒီကလူတွေစားတော့အဲ့လိုတော့ငါကျွေးဘူးလား ဟုတ်တယ်ငါလည်းကြည့်သွားမယ် အဲ့ဒီတော့ဝယ်လာတောင်းစားအောင်